ဒီနေ့မှာတော့ sniper အတွက်လိုအပ်တဲ့ item တွေရဲ့တီနေရာကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ Mazwell ရဲ့ location ကိုကျွန်တော်ရင်ပြပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ Rasan region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာခုလိုမျိုးဟာကိုတွေ့မြင်မှာဖြစ်ပြီးတော့ကျွန်တော်တို့ကခုအကောင်ဖြတ်စည်းဖို့ဆိုရင် monodot နဲ့ပြစ်ဖို့လိုပါတယ် monodot နဲ့ပြစ်ပြီးသွားပြီဆိုရင်အဲ့အနေပြီးတော့မှကျွန်တော်တို့က suppressor ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ Rasan region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာခုလိုမျိုး၄000ကွက်လေးကိုတွေ့မြင်မှာဖြစ်ပြီးတော့ investigate ကိုလုပ်လိုက်မယ်ဆိုရင်တောင်ပေါ်မှာအနီအောင် site နှစ်ခုညွှန်ပြထားမှာဖြစ်ပြီးတော့အဲ့နှစ်ခုကိုညှိလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ library ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ Choppy region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာခုကြောက်တုံတွေ့မြင်မှာဖြစ်ပြီးတော့ကျွန်တော်တို့ကအဲ့ဟာကို grenade နဲ့ပြစ်လိုက်မယ်ဆိုရင် integrate flash hider ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ Iron River server ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ camera ကိုတွေ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့က investigate လုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့နဲ့ career တူတူတယောက်ကိုတွေ့မြင်မှာဖြစ်ပြီးတော့သူကတဲ့ emote တိုင်းလိုက်ကလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ short suppressor ကိုရရှိမှာဖြစ်ပါတယ်ဒုတိယမြောက်တစ်ခုအနေနဲ့ကျွန်တော်ကစကုတ်ရဲ့ဒီနေရာကိုပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ခုအနေနဲ့ Black Heart region ရဲ့ကျွန်တော်ခုပြထားတဲ့ရေခဲပြင်မှာ camera ကိုတွေ့ရမှာဖြစ်ပြီးတော့ကျွန်တော်တို့က investigate ကိုနှိပ်ပြီးတော့သူကတဲ့ emote တိုင်းလိုက်ကလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ large optic sight ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ Data Realm region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာကျွန်တော်တို့က Davies Spain နဲ့ Iron River ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အတွက် location ပေါ်လာမှာဖြစ်ပြီးတော့ကျွန်တော်တို့ကအဲ့နေရာကိုတွားလိုက်မယ်ဆိုရင်ကျွန်တော်တို့အတွက် large optic ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ broken data ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ investigate ကိုနှိပ်ပြီးတော့ကျွန်တော်ခုပြထားတဲ့အတိုင်းတကားတွေကိုအစိမ်လိုက်ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ mid range optic ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ Rasan region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ Gravestone ကိုနှိပ်ပြီးတော့ကျွန်တော်ခုပြထားတဲ့နေရာကိုတွားလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ precision rifle scope ကိုရရှိမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ Mazwell Gigat ရဲ့ location ကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ခုအနေနဲ့ Black Heart region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာကြောက်တုံးတွေ့မြင်မှာဖြစ်ပြီးတော့ကျွန်တော်က grenade နဲ့ပစ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ tactical SR match ကိုရရှိမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ Choppy region ရဲ့ကျွန်တော်ခုပြထားတဲ့နေရာမှာ investigate ကိုနှိပ်ပြီးတော့ရှေ့ရ site ပုတ်လေးကိုကျွန်တော်ကညှိပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ amended SR match ကိုရရှိမှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲ West Human Game ထဲမှာ sniper အတွက်လိုအပ်တဲ့ accessory တွေကိုဘယ်လိုရှာရမလဲဆိုတာသိလောက်ပြီးထင်ပါတယ်အဲ့တော့အားလုံးပဲနောက်ပြီးမှပြန်တွေ့ပါမယ်အားလုံးပဲဘိုင်ပါ